မနမဲအေးတနာလေးမှာဘူကြီးအလုသမားဟောင်းတဦးဖြစ်ပြီးအလုလုခဲသည့်ကာလတစ်လျှောက်လုံးခေါင်းပုံဖြတ်အမျက်ထုတ်ခံရပြီးဥပဒေကပြဋ္ဌာန်းထားသည့်လုံအားခလာစာထက်နေပါသည့်လာစာနှင့်ခံစား권များသာရရှိခဲ့ပါတယ်စစ်စေးအဖွဲ့ရဲ့နယ်တွေ့ပြီးနောက်အလုထုတ်ခံရပြီးနင့်နာကြီးလည်းမရရှိခဲ့ပါကျမတို့မျှော်လင့်ထားတာကစစ်စေးအဖွဲ့ Entertech Company နဲ့Tesco တို့ရဲ့ wallet တွေကကျမတို့ရဲ့အခက်အခဲပြဿနာများကိုဖြေရှင်းပေးမိဟုမျှော်လင့်တယ်လို့လုပ်ငန်းခွင်အခြေအနေပုံမကောင်းမွန်လာအောင်ဆောင်ရွက်ပေးမိဟုမျှော်လင့်ထားခဲ့ပါတယ်။ Entertech ကကျမတို့အခြေခံလောက်လာစာရရှိအောင်ကူညီပေးမိဟုပြောခဲ့တယ်လို့အလုပ်ထုတ်ခံရမှုမရှိစေရဟုလည်းအာမခံခဲ့ပါတယ်။ Entertech နဲ့တွေ့ပြီးနောက်အလုပ်ထုတ်ခံရပြီးယနေ့ချိန်ထိကူညီဆောင်ရွက်ပေးမှုတစ်ခုမှမရှိခဲ့ပါ။ဒါကြောင့် Entertech နဲ့ Tesco တို့ကိုကျမတို့ဆုံးရှုံးထားသည့်အရာများကိုတာဝန်ယူရောပကြေးပေးဖို့ရန်တိုင်ကြားထားပါတယ်။